ဒီဗီဒီယိုထဲမှာကျွန်တော်တွေ့တဲ့အကောင်ကိုကင်မှာဖြစ်ပါတယ် Hello အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်အကောင့်မျိုးပေါင်း90ကိုကင်ပြမှာဖြစ်ပါတယ်အဲ့ဒီအကောင့်တွေကကင်ဖူးတဲ့အကောင့်တွေဖြစ်မယ်ဒါမှမဟုတ်မကင်ဖူးတဲ့တက်ရှိအကောင့်တွေဖြစ်မယ်ပေါ့နော်စီမင်းစကားနေရတော့အဲ့ဒီအကောင့်တွေကိုထိအောင်ကင်ရမယ်နောက်ပြီးတော့ဒီအကောင့်တွေများတဲ့နေရာထားပြီးတော့တရိษံဥယျာဉ်တို့လူနေရာမျိုးမှာမသွားရဘူးပေါ့နော်90မျိုးပြရပါမယ်ဘာအကောင့်တွေလဲဆိုတော့ကြည့်ကြပါဦးနော်ပထမဦးဆုံးအနေနဲ့ကျွန်တော်ရဲ့ကြောင်ကလေးကိုအရင်ကင်ပါမယ်ဒီကြောင်ကကျွန်တော်အိမ်မှာမွေးထားတဲ့ကြောင်ဖြစ်တဲ့အတွက်နေ့တိုင်းကင်ဖြစ်ပါတယ်မီကျွန်တော်ကြောင်ဖြစ်ပေမဲ့ကြောင်ဆိုတဲ့အမျိုးကမာနနည်းနည်းကြီးတယ်ဗျခေါ်တာတော့မလက်ကြည့်ဘူးပေါ့နော်ခုကျွန်တော်သူ့နားရောက်နေပါပြီဟာလာဒါကျွန်တော်ကြောင်ပါ Say helloမင်္ဂလာပါ like and subscribe ပြောလေမွာဟုတ်ပြီဒုတိယအနေနဲ့နောက်အကောင့်တစ်မျိုးကိုကင်ပြမှာဖြစ်ပါတယ်ဘာအကောင့်ဖြစ်မယ်ထင်လဲဗျကဲကြည့်အောင်အဲ့တော့ဘာအကောင့်လဲခမန်းကြည့်ကြပါ1 2 3ဝက်ဖြစ်ပါတယ် hello buddy hello အဲ့တော့ကျွန်တော်တို့တော့ကင်ပါမယ်ကျွန်တော်နှကောင်စလုံးကိုကင်ပါမယ်အေးဘာလီကောင်းစားနော်အခုကြောင်လဲကင်ပြီးပြီဝက်လဲကင်ပြီးပြီဆိုတော့နောက်တစ်ကောင်နဲ့ကျွန်တော်ခွေးကိုရောင်းကင်ပါမယ်ကျွန်တော်ရဲ့ little brother လေးကိုကင်ပါမယ်သူ့နာမည်ကမဲလုံးပါဒီနာမည်လေးကသူငယ်လေးကတည်းကရထားတဲ့နာမည်ပါသူ့လက်တစ်ဖက်နာနေရတဲ့အကြောင်းရင်းကတော့တော်တော်ဆော့လို့ဖြစ်ပါတယ်နံပါတ်၄အနေနဲ့ကြက်ကိုရအောင်ကင်ပါမယ်ကြက်တွေကတော့ဖမ်းရဖို့ခက်ပါတယ်သူတို့ထွက်ပြေးသွားတာပေါ့နော်အဲ့တော့အစာလေးနဲ့ကြွေးပြီးမှဖမ်းမှရမယ်ပုံပါပဲအဲ့တော့အစာသွားယူဦးမယ်ညစားပါခင်ဗျာအမနာပါနဲ့ခင်ဗျာစားပါဗျာအမနာနဲ့အေးအိုးဖြည်းစားလေကွာကျမကိုရအောင်ဖမ်းပါမယ်အိုးရပြီရော့စားလိုက်တော့စားနေကြပြီပေါ့နော်တမိသားစုလုံးနံပါတ်5အနေနဲ့ကျွန်တော်ယုံကိုကင်ပြမှာဖြစ်ပါတယ်အခုကြည့်နေတဲ့မိတ်ဆွေတို့အနေနဲ့ယုံကိုကင်ဖူးလာဗျယုံကင်ရတဲ့အရသာဘယ်လိုလဲဆိုတာကိုကျွန်တော်ပြောပြပေးမယ်နော်ဟိုကယုံကင်နေပြီပေါ့နော်ဟာကင်လို့ကောင်းတယ်ပြောရမယ်ဆိုရင်ကျွန်တော်ကတော်တော်ကန်ကောင်းသွားပါတယ်တငယ်ချင်းမှာယုံရှိတယ်ဆိုတော့ကျွန်တော်ကင်ခွင့်ရတယ်ပေါ့နော်ယုံမျိုးဆိုတာကတော်တော်ချစ်ဖို့ကောင်းယုံတမကသူ့ရဲ့အမွေးလည်းတော်တော်နူးညံ့တယ်သူ့ရဲ့ရုပ်တွေကလည်းရှစ်စင်စပွဲပါညစ်စင်စပွဲပေါ့နော်ပွေဖက်နေရတဲ့အရာတော့တော်တော်ကောင်းတယ်ဗျဒီနာတွေ့ဖူးနေကြအရင်ဆိုရင်အကောင်တွေပေါ်ပါတယ်အခုမှလဲထွေခဲ့စမ်းအခုအပေါ်မှာပိုးတကောင်ဆင်းလာနေပါပြီအဲ့တော့မှာပါသူဆင်းလာနေကျွန်တော်ကင်ဖို့စူးစမ်းနေပါတော့အဲ့မဲ့ဖြစ်နိုင်ပါမလားကွာဒီပိုးမျိုးကစွနာကလူတယောက်ဖြတ်သွားတာကျွန်တော်မေးပြီးပြီပေါ့နော်သူကရားတက်တယ်ပေါ့နော်ပိုးရားမျိုးပဲဒါပေမဲ့တွေ့ပြီဆိုတော့ကင်မရပါမယ်ဒါမှမျိုးပေါင်း90ပြည့်မှာပေါ့နော် challenge ခေါ်ထားပြီဆိုတော့ရအောင်ကင်ပါမယ်ကျွန်တော်ထင်တယ်ကင်လို့ဖြစ်ပါမလားပေါ့နော်ကင်အသေးရစရာကြီးဒီမှာကျွန်တော်တုတ်လေးနဲ့ဆင်းအောင်မယ်ပေါ့နော်တေချာမြင်ရအောင်ဝါကြပါပြီဒီမှာပါ Hey buddy how are you ကျွန်တော်စိတ်လှုပ်ရှားနေတယ်ကင်တော့မယ်ကင်ပြီခင်ဗျာဟေး
sorry ပြန်တက်ပါမင်းတက်နေတာတော့မဟုတ်ဘူးစင်းနေမလားအခုမင်းရောက်ကြီး sorry ပါအဲ့တော့ကြိုက်တဲ့နေရာသွားပါတော့အောင်မြင်ပြီအဲ့တော့ပိုးကင်ထားတဲ့လက်ကျန်တဲ့အသားနေရာအသားပြော့တဲ့နေရာတွေမကင်သေးဘူးဗောနော်ဘာလို့လဲဆိုရားတယ်ဗောနော်အဲ့တော့ဆေးပါမယ်ရေတော့မရှိဘူးအဲ့တော့မ try ပါနဲ့ဒီမျိုးဆိုတော့နော်ကျွန်တော်ပိုးကင်ပြီးတဲ့နောက်မှာမမတို့ရဲ့မောင်လေးကိုသွားကင်ပြီးပါတယ်ဒါလေးကခုမြင်နေရတဲ့ပုံကတော့မမရဲ့မောင်လေးပေါ့နော်သူကတော့အစာစားနေတယ်ဆိုတော့ကင်ဖို့ကမအားဘူးသူ့ကိုပဲကျွန်တော်ကင်မယ်ပေါ့နော်ဟယ်လိုခုကတော့ဗာကောင်လေးပြီလားဗျာဒါကျွဲပါအဲ့တော့ကျွန်တော်ကျွဲကိုထိပါဗျာလုံးနေလေနံပါတ်8အနေနဲ့ကျွန်တော်ပရွေးစိတ်ကိုကင်ပါတယ်ကင်ပြီးတော့တီကောင်တွေကင်ပါတယ်တီကောင်တွေ့ပါတယ်တီကောင်နောက်ပြီးတော့ဘဲမရှိတဲ့ညီမလေးတွေအတွက်ကျွန်တော်ဘဲလိုက်ဖမ်းပေးခဲ့ပါတယ်အော်ကျွန်တော်ဘဲတော့ကင်လို့ဖြစ်ပါတယ်ကင်လို့ရမသိဘူးပေါ့နော်ဒါဘဲဒီဘဲတွေကတိတ်မပြေးနိုင်တဲ့အတွက်ကျွန်တော်မိအောင်ကင်နေခဲ့ပါတယ်ဘဲကကန်ရလွယ်ပါတယ်ရဖို့လွယ်ပါတယ်အဲ့တော့ရှာကြပါဘဲလေနော် Good morning animal မွေတွေ့ရှင်နေကွာကျွန်တော်အခုလုပ်နေတဲ့ challenge ထက်မှာအကောင်မျိုးပေါင်း50ထိအောင်ကင်နိုင်ရမှာဖြစ်ပါတယ်အခုအချိန်အရင်တော့ကတခါမှမကင်ဘူးသေးတဲ့လက်ပြကိုစမ်းကင်ကြည့်ပါမယ်လက်ပြတော်တော်လဲတယ်ကျွန်တော်မရရအောင်ကင်မယ်ပေါ့နော်ဒီနေရာကင်လိုက်မယ်ခုဒီနားမှာပေါ့နော်လက်ပြတွေဝဲနေရဗျလက်ပြကိုအရှင်ရအောင်ဖမ်းပြပါမယ်နောက်ဆုံးတော့ကျွန်တော်မိသွားတယ်ဟိုးရကဲ1 2 3ကျွန်တော်အကြာကြီးလိုက်ဖမ်းခဲ့ရပေမဲ့စုပ်ကန်ရတာခဏလေးပါပဲဝတော့မဝဘူးဒီအကောင်လေးကိုတိလာဗျဒါလေးကတော့ရှင်းဖြစ်ပါတယ်အခုမှပဲပထမဆုံးကင်ဖူးတာပါအိမ်ကကျော်မကြီးကတောကနေလားဘယ်ကနေလားတော့မသိဘူးကျွန်တော်ကိုကိုက်ရှီလာပေးပါတယ်သူ့ရဲ့ကျေးဇူးကြောင့်ကျွန်တော်ကင်ခွင့်ရပါတယ်ဒါပေမဲ့ तू ကအရှင်မဖမ်းလာပဲနဲ့အတေးကြီးဖမ်းလာပေးတယ်ဒါရှင်းကောင်လေးပါရှင်းယုံတမိုင်းမနေပြီလီနောက်ထပ်တစ်ကောင်လေးနဲ့ကျွန်တော်ကင်းမင်းကောက်ကိုကင်မှာဖြစ်ပါတယ်ကင်းမင်းကောက်ကအရင်တော့တခါမှလည်းမကင်ဘူးပေါ့နော်အန်ဒရရှိတဲ့ကောင်ဆိုတော့စိတ်တော့လှုပ်ရှားတယ်ဗျအခုကကျွန်တော်တို့အတီးကိုတရားကဒီကင်းမင်းကောက်တကောင်တွေ့ထားလို့တော့ကင်မှာဖြစ်ပါတယ်ကျွန်တော်တီးထားတာပေါ့နော်ကင်းမင်းကောက်3ကောင်ဆိုရင်2ကောင်ကအစိတ်ရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်အခုတော့ကင်မဲ့ကင်းမင်းကောက်ကတော့အစိတ်ရှိမရှိမသိဘူးဒါပေမဲ့တတိတော့ထားရမှာပေါ့အခုကျွန်တော်တို့ရောက်ခါနေပါပြီရောက်ပါပြီသူ့အိမ်မှာကျတော့ကြက်ဖလည်းရှိပါတယ်ဒါပေမဲ့ကျွန်တော်ကကြက်ဖမ်းပြီးပြီဆိုတော့မကင်တော့ပါဘူးအဓိကကင်ရှင်တွေကဒီကင်းမင်းကောက်လေးပါဒီကင်းမင်းကောက်ကသူ့စီကနေဘလို့ပေါ်လာမှန်းမသိဘူးပေါ့နော်ကျွန်တော်တို့အေးပိုင်းဒေတာမှာတော်တော်ရှားပါတဲ့အကောင်မျိုးဖြစ်ပါတယ်နောက်ပြီးတော့ဒီလိုကင်းမင်းကောက်ကအစိတ်ရှိနိုင်တဲ့အတွက်အပြင်မှာတကယ်လိုက်မကင်ဖို့သတိပေးရှင်ပါတယ်ကလေးတွေဖြစ်လူကြီးဖြစ်ပေါ့နော်တကယ်မဆန်းကြည့်ပါနဲ့ကျွန်တော်အခုက challenge video ခေါ်ထားတယ်ဆိုတော့အကောင်90ပြည့်အောင်ဒီဟာကိုကင်ပါမယ်ဘယ်ကလာမီကင်းကောက်တော့မသိဘူးနော်အကောင်တော့သေးလို့ဆိုရင်အထင်သေးလို့မရဘူးအစိတ်ပြင်းနေဒီကောင်လေးတော့ဖမ်းဆုပ်ကင်လို့တော့အဆင်မပြေပါဘူးဒီတိုင်းထိရုံလောက်နေပိုအဆင်ပြေပါတယ်ဟုတ်နော်အကောင်တော့တိတ်တော့မလုပ်ပါဘူးဒီကင်လောက်ပြုတ်လေသူအားရော့တယ်ခုချိန်ကျွန်တော်ကဘျားကိုကင်မှာဖြစ်ပါတယ်ဘျားလားပဒုံးလားမသိဘူးအမျိုးအစားတေချာတော့ကျွန်တော်မသိဘူးပေါ့နော်ထောင်လျှောက်မိသွားပြီလားမသိဘူးဒီမှာတကောင်နဲ့နေတဲ့ကောင်ကိုပဒုံးလားမသိတာဟေးဟိုးကင်ပြစီဘျားမျိုးစားလိုက်ကင်ရင်နဲ့ပင့်ကူမြင်တဲ့ထောင်လျှောက်မိနေတဲ့အရှားအကောင်တွေကိုလည်းကျွန်တော်ဖယ်ထုတ်လိုက်ရပါတယ်ပြောမယ်ဆိုရင်တို့အစားမခံရအောင်ကျွန်တော်ကယ်ထုတ်လိုက်တယ်ပေါ့နော်
နောက်အကောင်အနေနဲ့ကျွန်တော်ပင့်ကူကိုကင်မှာဖြစ်ပါတယ်ဒီပင့်ကူကတော့အစိတ်တော့မရှိတော့ပါဘူးလွတ်လွတ်လပ်ကင်လို့ရတယ်ဒါပေမဲ့သေးတယ်ပေါ့နော်သူကတော့နံပါတ်16အနေနဲ့ဒီယထာသွဲကောင်ကိုကင်မှာဖြစ်ပါတယ်ဒီဖက်ခေါ်ပေါ်တော့မခေါ်တတ်လို့ပေါ့နော်ကျွန်တော်ကချိန်များတဲ့အတွက်ယထာသွဲကောင်လို့တင်စားခေါ်တယ်ပေါ့နော်သူကကင်းချိန်များကောင်နဲ့နည်းနည်းတူတယ်ဗျထတင်ကိုယ်တိုင်ထဖို့ချိန်ရောက်လာပြီဗျာကင်ပါနော်ကင်လို့ရတယ်မလားဒီကောင်ကိုကန်ရအားလဲအသေးရဆရာကြီးပါကျွန်တော်အဝအောင်ကန်ပြီးတော့လုံခြုံတဲ့နေရာကိုပို့ပေးလိုက်ပါတယ်ကဲအရှားကောင်သွားကန်ရအောင်နောက်ထပ်အရှားကောင်ကိုကျွန်တော်တို့သွားကန်ဖို့အတွက်ခီးကိုဆက်သွားပါတယ်တွန်းနေတဲ့လမ်းတစ်လျှောက်တွေမှာကြေးရွာများနဲ့ရွာများရဲ့ရှုခင်းအလှပတွေကိုတဝကြီးခန်းစားလိုက်ရပါတယ်ကျွန်တော်တို့ဘွဲ့ရွာပေါင်းများစွာကိုဖျက်ဆီးပေးတဲ့နောက်ပိုင်းမှာရွာနီးဝန်းကျင်ရှိရှောင်းနာကိုရောက်ခဲ့ပါတယ်။ကွာဖားတစ်ပိုင်းငါးတစ်ပိုင်းကျွန်တော်ဖမ်းမှာနော်။အေးရဒီကောင်တွေကကျတော့ဖမ်းရတာတော့နည်းနည်းခက်တယ်ဗျ။စိတ်ချချီနဲ့ဖမ်းလို့ရှိရင်တော့ရပါတယ်။10မိနစ်လောက်စိတ်ရှည်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တကောင်တော့အရင်မိပါတယ်။မြင်ရလားပထမတကောင်ဖမ်းမိပြီးတဲ့နောက်ပိုင်းမှာကန်ကောင်းထုံးမစွာနဲ့နောက်ထပ်တကောင်ဖမ်းမိခဲ့ပါတယ်ဒီကောင်တွေကဖားလောင်းဖြစ်တဲ့အတွက်ဖားဖြစ်မဲ့အကောင်ဖြစ်ပါတယ်ကျွန်တော်နောက်ပိုင်းကျရင်ဖားတွေဖမ်းပြပါမယ်နော်မိုးရင်းဖြစ်တဲ့အတွက်တောတောင်ရလေကွင်းစုခင်းတွေကတော်တော်စိမ့်လန်းဆူပြီးနေတယ်အခုချိန်မှာတော့ကျွန်တော်တို့ကနန်းသွားကင်ပြမှာဖြစ်ပါတယ်ဘော်ဒါတယောက်လည်းပါပါတယ်ကနန်းမကန်ရက်ခင်မှာလမ်းပေါ်မှာရှိတဲ့နွားရှိထိုးပိုးကိုကင်ခဲ့ရပါတယ်သူကတော့စိတ်မကောင်းစွာနဲ့ပေါ့နော်အတဲတော့မရှိတော့ပါဘူးကျွန်တော်အထင်သူ့ကိုပြည့်စိတ်ရမဖို့အကောင့်တော့ခုအကြိုက်ခံရလို့ဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ကင်ရင်းနဲ့နေရာရွှေ့ပေးခဲ့ပါတယ်အခြားဘွားတစ်ပါးပြောင်းသွားပြီပေါ့နော်ကောင်းရသူကတိလားပါစေဒီတခါကနန်းကိုတကယ်ကင်ပြတော့မယ်ဒီကိုပြောတာဗောနော်ဒီနားမှာကနန်းရှိတယ်ဆိုပြီးတော့သူပြောလို့ကျွန်တော်တော့ကောင်းဗောနော်ကန်ရအခက်ဆုံးတဲ့မှာဒီကနန်းကောင်လဲပါနေပါတယ်အရင်ကကနန်းကန်ရင်ကျွန်တော်ရေချောင်းတဲ့မှာပဲနှိုက်ဖူးတယ်ဗောနော်ဒါပေမဲ့ဒီနေရာမှာရှိတဲ့ကနန်းတွေကျတော့ကျွန်တော်တို့နင်းပြီးတော့ထွက်လာအောင်လုပ်ရပါတယ်ဘာဝီခိုင်းရလဲဘာသူမကိုက်ဘူးကိုက်ခိုင်းကြည့်လိုက်ရပြီတကောင်ရတယ်စိမရှိလင်းနော်ဟိုမှာတကောင်ကြီးပဲဒီမှာတကောင်ကြီးပဲနော်ရတယ်အော်ချိန်ရတယ်ဒီကောင်သူကြည့်သူလက်ကြီးပဲကျွန်တော်တို့ကင်ပြီးတော့ငင်တာစွာနဲ့ပဲလူငိမ့်ချမ်းတန်ခွေပေးလိုက်ပါတယ်နောက်ထပ်ပရိတ်မျိုးစားတစ်မျိုးကိုကင်ပါတယ်ဒီပရိတ်ကဖမ်းဆုပ်ရတာတော်တော်ခက်ပါတယ်ကျွန်တော်ကကျူးဆိုင်ပြီးတော့ဖမ်းရတယ်ဗောနော်လက်နဲ့ထိခိုက်ပြီးတော့မတည်တော့အောင်ဗောနော်ညာပရိတ်တော်နှုတ်ဆက်ပါ Like and subscribe ပြန်လွတ်မှာပါကြောက်ပါနဲ့သွားပြီတော့